အဲ့ဒီစိတ်လေ့ကျင့်ခန်းမှာအရေးကြီးတဲ့အခြေခံ၃ချက်ရှိတယ်။၁ဘယ်တော့မှကိုယ့်ကိုယ်အပြစ်မတင်ရဘူး။၂ကိုယ်မှာအမှန်တကယ်ရှိတဲ့အရေးချင်းကောင်းတွေကိုကိုယ့်ဟာကိုယ်ထုတ်ဖော်ပြီးလေးလေးနက်နက်ချီးမွမ်းပါ။၃မခံချင်စိတ်ကိုနှိုးဆွပေးပါ။ဘဝတိုးတက်အောင်မြင်ရေးအတွက်အားကြိုးမှန်တက်စူးစမ်းရမယ်။ဒါဟာကိုယ့်ကိုယ်အကောင်းမြင်စိတ်နဲ့တိတ်ထိတင်လိုက်တာပဲဖြစ်တယ်။ဒီလိုမျိုးကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်းကိုကတိတ်ထိတင်ပေးလို့ရပါတယ်။ဥပမာ10နှစ်အရွယ်သားငယ်လေးတယောက်ဟာအရန်အစော့မှတ်တယ်စာမကြက်ဘူးပြောစကားနားမထောင်မှုဖြစ်နေရင်သူညအိတ်ခဏဒီတိုင်းမှာငါသားလေးအရန်လိမ်ပါတယ်။သားလေးကစာရမ်းတော်တယ်။သားလေးကမစော့ဘူး။သားလေးကိုမေမေကအရန်ချစ်တယ်။သားလေးကအရန်လိမ်ပါတယ်ဆိုပြီးညစဉ်ညတိုင်းသူအိပ်ပျော်ခဏဒီတိုင်းမှာတိုးတိုးလေးနားရဲကပ်ပြီးပြောပေးရမယ်။နောက်ဆုံးမှာခလေးလေးဟာကိုဖြစ်ချင်တဲ့ပုံစံတိုင်းဖြစ်လာတယ်။တလားလောက်လေ့ကျင့်ပေးရင်ရပါတယ်။ဒီနေ့ကစပြီးမင်းတို့လည်းပဲကိုတိတ်ထိတင်ပါ။သူများကိုလည်းတိတ်ထိတင်ပေးနိုင်တဲ့သူတွေဖြစ်အောင်လုပ်ပါ။တကယ်အောင်မြင်ခြင်းနဲ့ဆိုရင်ကိုအောင်မြင်မှုတင်နန်းပေးမဲ့ဆရာကိုယုံကြည်မှုအပြည့်ရှိရမယ်။အောင်မြင်သူဆရာပြောတဲ့အတိုင်းခိုင်းတဲ့အတိုင်းလိုက်ပြီးလုပ်ရမယ်။ကဲဆရာမေးပါဦးမယ်။တင်နန်းသားတွေအားလုံးတကယ်အောင်မြင်ခြင်းသလား။အဖြေအောင်မြင်ခြင်းပါတယ်။ဆရာအတန်တိုးတယ်ခေါင်းဆောင်လုပ်မဲ့လူဟာအတန်ငေါရုပ်ကောပြော့ညံ့လို့မရဘူး။စိတ်နဲ့ချင်းနေပုံမြင်ဟိုးတော့ကတောအုပ်တစ်ခုမှာစိတ်တအုပ်ရှိတယ်။တနေ့မှာတောတဲ့အစာထွက်ရှာစဉ်စမ်းကြောင်းလေးတစ်ခုနားရောက်မှာနိုးစို့အရွယ်ချင်းလေးတစ်ကောင်တွေ့ပါတယ်။စိတ်အုပ်ထဲကစိတ်မကြီးဟာချင်းနေပေါက်စာလေးကိုတနာပြီးသူတို့နေထိုင်ရာတောအုပ်ကိုခေါ်သွားတယ်။ချင်းနေပေါက်စာလေးဟာနိုးစို့အရွယ်ဖြစ်တဲ့အတွက်ကြောင့်စိတ်မကြီးကလည်းသူ့ကိုနှုတ်တိုက်ရတယ်။ဒီလိုနဲ့ပဲချင်းနေပေါက်စာလေးဟာတဖြည်းဖြည်းနဲ့ကြီးပြင်းလာတယ်။ချင်းနေဟာစိတ်တအုပ်ကြားမှာစိတ်တွေရဲ့တဘာဝအတိုင်းလှုပ်ရှားပုံအော်ပုံအတိုင်းလိုက်လို့ရတယ်။စိတ်တွေနီးတူမအော်နိုင်တဲ့အတွက်သူ့ကိုယ်သူအမြဲတမ်းမကြင်မနှက်ဖြစ်တယ်။ဒီလိုနဲ့တနေ့မှာသူတို့နေထိုင်တက်စားရတော့အုပ်ထဲကိုတောတို့ရဲ့ဘရင်ချင်းနေကြီးတကောင်ရောက်လာတယ်။ချင်းနေကြီးဟာဘိုက်ကလည်းအရင်စာနေတဲ့အတွက်အနီးနားပတ်ဝန်းကျင်ကိုလှည့်ပတ်အစာရှာတဲ့အခါစိတ်မကြီးနဲ့အတူစိတ်တအုပ်ကိုတွေ့တယ်။ဒါငါအတွက်အစာပဲဆိုပြီးစိတ်တွေကိုဖမ်းဖို့အတွက်တောအုပ်နာကိုဖြည်းဖြည်းချင်းကတ်သွားတယ်။ချင်းနေကြီးဟာစိတ်တွေကိုခုံအုပ်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာစိတ်တွေရဲ့အလဲကောင်မှာချင်းနေတကောင်ကိုမြင်လိုက်ရလို့အံ့ဩသွားပါတယ်။ဟာဟိုမှာငါ့လိုချင်းနေတကောင်မလား။သူအံ့ဩပြီးကြည့်နေတဲ့အချိန်မှာစိတ်တွေကလန့်ပြီးထွက်ပြေးသွားကြတယ်။